ဒီမှာဆူရှီစားရတာတခုကောင်းတာဗာလဲဆိုတော့လေကိုရှိမှာလိတ်တယ်ကိုရှိမှာပဲကိုလိုချင်တဲ့ပေါင်းရွေးပြီးတော့စားရတဲ့ချီချတော့အဲ့ဒီကိုကြည့်နေရပါတော့သူတို့လုပ်တယ်ဆိုအဲ့လေတကယ်ကိုစားလို့ကောင်းတယ်လက်စစ်စစ်အဲ့ဒါကိုရှိမှာလုံးနေတဲ့ချီချစိတ်ဝင်စားကောင်းတယ်ပေါ့နော်ဒါကလေအိမ်မှာကိုပိုင်ဆိုင်လေးဖွင့်ထားတဲ့အရာလေးဖြစ်တယ်ဆိုင်လေးတေးသေးလေးဒီမှာဆိုင်လေးတွေတေးသေးလေးထိုင်ခုံလေး3လေးခုအဲ့လိုမျိုးအဲ့လို fresh အခုကိုရှိမှလုပ်ပေးတယ်ကိုရှိမှချက်ပေးတယ်ကိုကြိုက်တဲ့ဟိုလက်ညှိုးထူစားယူပေါ်ပြီနော်ဒါကြတော့အိတ်ဆိုင်လေးထင်ပါဟုတ်တယ်ကိုတပတ်တနိုင်ဆိုင်လေးဖြစ်တယ်ဆော့ထက်စရာမလိုဘူးတဲ့အကြောင့်ငါထင်နေဒီဘက်ကငါလေးကိုထည့်ရတာသူမသိကိုရီးဆော့တွေတော့ထက်စားပြီးငယ်လေးပြောတယ်သူကဆော့ထက်စရာမလိုဘူးတဲ့ရောဒီထဲမှာအကုန်လုံးဆော့လုပ်တာပေးတဲ့ဒီလိုဖြစ်မယ်အဲ့ဒါဟုတ်တယ်မလားဝါဆာဘီထားတာဒီမှာလေချမ်းရည်တာရေခဲရည်တောက်ကြဘယ်ဆိုင်တော့တော့နော်ဘယ်ဆိုင်တော့ရေခဲရည်ပဲချပေးကိုလည်းချမ်းရတယ်ရေခဲရည်ပဲထပ်ချတော့ကိုချမ်းမယ်ထင်တော့ဘောနော်အမှန်တော့သူတို့ပြောတာမှန်တယ်ချမ်းနေချင်မှရေခဲရည်တိုက်အေးနွေးတယ်လို့ပြောတယ်နွေးတယ်တော့လိုက်တော့နွေးသွားတယ်ဒါပေမဲ့ကိုယ်ရေကြီးတောင်းနေကြမဟုတ်တော့လက်ချောင်းနာတယ်ပေါ့နော်လက်ချောင်းတော့များသောအားဖြင့်သွားတဲ့ချိန်ရေကြီးမထင်းနေလို့မြေပြောဒါဒီတိုင်းရေရတော့ရောက်တဲ့ဆိုင်တွေကအားလာချပြအောင်ဝယ်တော့တယ်မှာကျွန်တော်ဟာတာတော့ဆုကရေခဲမပါရေခဲမပါတာတော့မှအေးနေပြီးသားတယ်နော်သူအရေးကဒီမှာကျွန်တော်ပြင်ချင်းလာဒါတော့ကျွန်တော်ချက်အဲ့တော့ယောဂအင်ကြီးရဆင်တူတွေတော့ဒီနေ့ချက်စဖုံမလက်မလဲဘူးစားတဲ့3ယောက်ကခုချလိုက်တာနဲ့ခဏစားတဲ့3ယောက်ကအရင်ငက်နေကြအခုချက်အခုကိုအိုဆာကာပြီးတာမဟုတ်ဘူးလေအိုဆာကာကြလူရှင်းနေနောက်တိုက်အမြင့်များတယ်ပေါ့နော်ပုံတွေ့ရပါတိုကျိုမှာကျလူအရန်ရှော့နော်ဒီနေ့လေးမျိုးစုံတခြားမျိုးတစ်ခုဖြစ်လို့ဖြစ်သွားမှာပါနော်ဒီရနာအကုန်လုံးပြုတ်ချက်ကုန်ရရင်ငါတော့ဟုတ်ပါရဲ့hot very hot okay အဲ့ဒီကတော့ Oh my god. Cake custard. အဲ့တော့စကပူမနဲ့ရှိရနော်ဒီကျွန်တော်ဆူရှီဆိုင်မှာစားရတယ်ဒီ cake ကကျုပ်ပူတင်လို့ပုံစံမလားစင်ကာပူကဂျပန်ဆိုင်မှာရောက်နေပြီကောင်းတယ်beautiful ဟိုပါစားတဲ့ဒီမှာလေမြန်မာလို့ပြောလိုက်သူတို့ကလေဘယ်လာလဲငါတို့မြန်မာပြည်ရလို့ပြောလိုက်သူတို့အရန်သဘောကျတယ်အော်မြန်မာဆိုအမေဆိုအရန်ကြိုက်ကြတာအမေအောင်ဆန်းစစ်ကြီးဆိုတဲ့ပြောကြပါလေနော်ဒါကျွန်တော်တို့စားနေတဲ့ဆူရှီဆိုင်မှာစားနေတဲ့ချိန်မေးဆိုင်တွေသူတို့ကကစတာမာတွေဝယ်ကျွေးတယ်ကျွန်တော်တို့တော့ရောက်ကိုချစ်လို့တဲ့တို့ကဘယ်နေရာရောက်ချစ်မွေးပါတယ်ဒါတော့ WhatsApp ရင်းများတယ်စားလဲချိန်တစ်ခေါက်မှပွင့်တယ်ဘလို့မှာဒါကုန်ပြီမလားမနိုင်တော့ဘူးနော်စားနိုင်တော့ဘူးဟုတ်ပြီရောဟုတ်ပြီလေဂျပန်မှာတော့ဘယ်လာလဲမြန်မာလို့ပြောတယ်အော်မြန်မာ